အားလုံးမင်္ဂလာပါတူတီလက်ကြီးချန်နေကြိုဆိုပါရစေဒီကနေ့မှာတော့ကြာတာပရင်းနေပေါ့နော်မနက်ပိုင်း6နှစ်ပဲမိလိုက်တယ်ဗျာမနက်ဖြန်အတွက်ဆက်ကြိုးစားကြည့်ကြတော့ဒါလေးတော့အောင်သွားပါတယ်ကဲဒီကနေ့မှာတော့ကဲစလိုက်အောင်3နဲ့ခွန်နဲ့ပေါင်းရင်100နော်100 16ကီ5နဲ့5နဲ့ပေါင်း4 ကီ16ကီက16ဆိုပြီးတော့မနက်ညထွက်သွားတယ်4 ကီက44ဆိုပြီးထွက်တယ်ပြီးတော့ခွန်8ပေါင်းခြင်း9 3ညနဲ့ပေါင်းလဲ9 3ညဆိုပြီးတော့3ညညှိသွားပါတယ်3ည4မနက်ဖြန်အတွက်ကတော့9 6ပေါင်းခြင်း9 6နဲ့ပေါင်းရင်16ကီဒါနောက်ထပ်ကီတစ်ခုပေါ့နော်ဒါလည်း16ကီပါပဲ9 4ပေါင်းခြင်း9 9နဲ့ပေါင်းရင်6တက်ကီ3တက်တင်ညိရဒီမှာ6ညိ3ည8တက်ပေါင်းခြင်း9 4ကီဒီမှာ44ဆိုပြီးတော့ထွက်သွားပါတယ်ပြီးတော့6 3ည4ပေါင်းခြင်း3ည5ကီဒီမှာက3ည4ထွက်ပါတယ်မနက်ဖြန်အတွက်ခွန်ပေါင်းခြင်း4နဲ့ပေါင်းရင်6ဒါလည်း6တက်ကီပါပဲဟုတ်ပြီကဲနောက်တစ်ခု3ခွန်4ပေါင်းခြင်းကခွန်4တက်3နဲ့ပေါင်းရင်sorryဒါမဟုတ်3 3ညပေါင်းခြင်း3 5ကီဒီမှာ9နဲ့3မနက်ညရိုက်သွားပါတယ်9တက်ပေါင်းခြင်း6တက်9ကီဒါနေကုန်ကီပေါ့ဗျအဲဒီကောင်က6တက်9ကီက1နဲ့6နဲ့ညှိသွားတယ်နော်ပြီးတော့6ပေါင်းခြင်းခွန်နဲ့3ညကီ3ညညှိသွားပါတယ်ပြီးတော့3ည4ပေါင်းခြင်း4 9 2ကီ4ညှိသွားပါတယ်ပြီးတော့4ခွန်ပေါင်းခြင်း168ကီ168ကီမှာ6နဲ့8ညှိသွားပါတယ်အပြီးပေါက်ထွက်တာပေါ့နော်6ခွန်ပေါင်းခြင်း3 5ကီအမှညနေပိုင်းမှာ3ဆိုပြီးတော့ညှိသွားပါတယ်ပြီးတော့4 3ပေါင်းခြင်းခွန်2 3ညဒါမှကြာတာပရိမနဲ့6နဲ့မှ2ညှိသွားပါတယ်မနက်ဖြန်2 9ပေါင်းခြင်း168ကီဘယ်ဟာညှိမလဲတော့မသိဘူးနော်နောက်တစ်ခုကခွန်4ပေါင်းခြင်း3နဲ့ပေါင်းရင်4ဒီကောင် break အနေနဲ့တောင်းမယ်4 9 6 break ဒီမှာ3တက်ဆိုပြီးတော့4 break ညှိသွားတယ်ပြီးတော့9 ပေါင်းခြင်း10 1နဲ့ပေါင်း168ကီ break 168 break က8 break ညှိသွားပါတယ်အမှဒီ4နဲ့8 break ပေါ့ဗျာ4နဲ့8 break ဒီမှာကျတော့4နဲ့4 break နဲ့1ကီဒီမှာ8 4 3ညပေါင်းခြင်း2ခွန်4 break 2ခွန်4 break ကို3ည4
အဲ့ဒါခွန်နှစ်တုံညာနဲ့ဟမ်အော်ပရိသတ်ပဲပေါ့ဒီကောင်ကတော့မတွေ့တော့ပြီးတော့6နှစ်စနစ်ခွန်နှစ်ပိုင်း9လေး6ပရိဒါကမနက်ဖြန်အတွက်ပေါ့နော်9လေး6ပရိဆိုတော့တိ6ကီရမာတယ်နော်ဒီကောင်တော်တော်မာတယ်ပြော3ပင်3ဆိုင်လုံးက3မူလုံးကတော့တိ6ခုပဲညွန်ပြနေဆိုတော့ကြီးရ6ရှည်မကုန်သေးဘူးနဲ့တူပါတယ်9လေး6ဆိုတော့9ကို1နဲ့1ရှစ်4ကို1နဲ့1 3 4ကို6ပရိကို1နဲ့1 5ပြီးတော့9ပရိကို6နဲ့6 3ပြီးတော့4ပရိ6ရှစ်6ကီ6 60 63 68 60ဒါလေးတော့တော်တော်ကောင်းပါ63 68 60ဆိုတော့ကဗီဒီယိုလည်းရှေ့မှာဆိုလို့တောက်ချက်နင်းလာမွေးထိုးဖို့အတွက်ထဲမှာပါတာတော့16ပါတယ်နော်16တို့64တို့ပါတော့ပေါ့ဒီနေ့ညနေပိုင်းပါဝါချိန်တော့64ပါဒီကောင်ကတော့စက်ထိုးကြည့်ကြပါအောင်ပြီးတော့ဒီမှာ51ကပါပြီ63ပါပြီ5163 18မပါသေးဘူး18 63 68 68 60 60 3တစ်ပါပြီ3ညတစ်တော့ပေးလိုက်တာကောင်းပါတယ်ပြီးတော့ဒီမှာခင်ဗျားတို့အတွက်နောက်တစ်ခုရှိသေးတယ်ဗျာခွန်တစ်ပေါင်းချင်း8 831 5303ပေါင်းချင်း831ဒါ831ကကီပြီးတော့5လေးပေါင်းချင်း946 63ပေါင်းချင်း9 5နဲ့ထပ်ပေါင်းရင်4 9နဲ့ဒီမှာကနန်းတူရယူလိုက်မယ်ဆိုရင်4 9ရှိမယ်ပြီးတော့3ညခွန်ပေါင်းချင်းခွန်နဲ့3ညခွန်5ပေါင်းချင်းနဲ့8နဲ့ပေါင်းရင်3ည5ခွန်ဒီမှာကနန်းတူရရင်3ညခွန်3ညခွန်ကကီဒါကိုကီယူမယ်6 9 5 3ည3နော်ပြီးတော့8 3 1 6နဲ့ပေါင်းရင်ခွန်နဲ့3ည5 3ည3ခွန်နဲ့3ညမှာတူတာဆိုလို့3ညပဲရှိတယ်3ညတစ်လုံးပြီးတော့ဒီမှာကဒီကောင်ပြပြီးလားဟေးဒါလည်းမပြသေးဘူး3 3ည3ပေါင်းခြင်းက6 1 9အဲ့မှာ3 1ဆိုပြီးထွက်သွားတယ်6ပေါင်းရင်ခွန်5နဲ့2ပါဝါခွန်2နှစ်ခလေး2ခွန်4က4 4ဆိုပြီးထွက်တယ်
လေးလေးနော်ပြီးတော့4ခွန်ပေါင်းခြင်း1 8နဲ့ပေါင်းရင်9 9 4 6မှာ4ညှိသွားတယ်3ည4မနက်ဖြန်အတွက်4 3ခွန်6 3 3 8 5 3 8 5ရဲ့main key ဖြစ်တဲ့16ရဲ့ထပ်တွဲရတယ်385အဲ့ဒီထဲမှာငါ385ဟုတ်ပြီနောက်တစ်ပင်ပြအောင်မယ်ဒီကောင်တော့နည်းရှုံမယ်ဒီကောင်တော့ဒါနဲ့အလားတရန်တူမယ်ဒီနှစ်ခုနဲ့အလားတရန်တူဒါ166တဲ့ကီကိုရထားတဲ့ပုံစံပြထားတာပေါ့ဗျာဒါအနောက်ဆုံးပိတ်မှာတော့ဒါ166တဲ့ဒါမိတ်ဆွေတို့ပိုပြီးမြန်အောင်တရချင်းစီတကန်ကြီးပြန်လုပ်ပြတာ166က main key မနက်ဖြန်တောက်ကြနေကုန်အတွက်166ဒါက main key 166မညီပဲမထိုးနဲ့အဲ့ဒါကို385နဲ့ထပ်တွဲမှာ385မှာ385ရဲ့335ရဲ့335ဘယ်ကဆင်းလာတော့ဆိုတော့ဒီကနေဆင်းလာတာဒီမှာ3ညညရဲ့ဒီမှာ3နဲ့5နဲ့ညီအဲဒါကြောင့်335နဲ့တွဲမယ်အဲတော့3ည1 3ည3နော်ဟုတ်ပါ sorry 3ည35နဲ့တွဲမှာ3ည1 3ည6 31 36 51 56ဒါက break ဒီနဲ့မဆိုင်တော့ဘူးပေါ့နော်ဒါပေမဲ့ break နဲ့ညီတာ break က946 break ဒီ break ကပထမဆုံးချိန်3တာဆိုတော့မာမယ်မမာဘူးဆိုတော့မသိဘူးပေါ့နော်မိတ်ဆွေတို့ဒီ break ကိုမကြိုက်လဲတခြား break တွေနဲ့ညှိထိုးပေါ့16ကိုဒီ946 break ညှိတာက3 ရှိတယ်5 ရှိ5 6ရှိတယ်6 break 4 break 9 break ဒါရှိမယ်6 break 3 6ရှိမယ်ဆိုတော့ကျွန်တော်တို့3 1ဖယ်လိုက်လို့ရတယ်5 6ဖယ်လိုက်လို့ရတယ်အဲဆိုရင်3 1 5 1 3 6 3 6ဒါပဲရှိမယ်အဲမနက်ဖြန်အတွက်နောက်ဆုံးပိတ်3 1 5 1 3 6 3 6ဖယ်မယ်ဒီကောင်ရေးရေးဖယ်လိုက်တော့ပြောမယ်သာပြောတာဒါဆိုရင်ပြီးတော့9 break 4 break 6 breakဒါတောက်ချမ်းလေးတော့ပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဒါလေးကိုပဲ screenshot ရိုက်ပြီးတော့မှထိုးကြပြီးတော့